တနေ့ချန်ထွန်းအောင်အိမ်ကိုဆယ်မြောင်းကအလုပ်သမားလေးတစ်ယောက်ရောက်လာတယ်။လက်ထဲမှာပလတ်စတစ်ခွက်ကလေးတစ်လုံးပါလာတယ်။ချန်ထွန်းအောင်မိမကတော့တစ်ဖက်ခြံကဆယ်မြောင်းပိုထဲမှာထမင်းချက်လုပ်တဲ့ကောင်လေးမှန်သိတယ်။ကောင်လေးကဘာမှမပြောဘဲချန်ထွန်းအောင်ကိုလာရှာတယ်။ဟဲ့လားမင်းဦးလေးရှိတယ်ဘာလဲပြောလေ။ဒီမှာပေးခိုင်းလိုက်လို့ဘာတွေလဲစားစရာပေါ့ဗျ။ဆယ်မြောင်းပိုကြီးမိမကပေးခိုင်းလိုက်လို့ဈေးကျင်ကုန်းရွာသားတွေကဆယ်မြောင်းကအင်ဂျင်နီယာတွေကိုဆယ်မြောင်းပိုကြီးလို့ခေါ်လေးရှိတယ်။အင်္ဂလိပ်ခေတ်ကတည်းကဆယ်မြောင်းအင်ဂျင်နီယာတွေနေတဲ့ဘန်ဂလိုကိုဘိုတဲလို့လည်းခေါ်လေးရှိတယ်။ဘိုတဲနဲ့ခြံချင်းကလည်းကက်နေတော့ခိုင်းကြရှိရင်သူတို့လင်မယားကိုခေါ်ခိုင်းလေးရှိတာ။ဒီလိုပဲမကြာခဏဟိုဟာလေးလာပြီးဒီဟာလေးလာပြီးလုတ်တက်တာရှိတယ်။ဒီတစ်ခါတော့ခွက်ကလေးတစ်လုံးနဲ့လာပေးတာဆိုတော့ထူးဆန်းနေတယ်။ဘာလိမ့်ပေါ့လေ။ဒီမှာရင်ချန်ထိုးအောင်လည်းအိမ်ရှိကိုထွက်လာတယ်။ခွက်ကလေးတစ်လုံးနဲ့ရက်နေတဲ့ကောင်လေးကိုတွေ့သွားတယ်။ကာဖီလို့ထင်တာပဲဘိုကတော်ပေးခိုင်းလို့သူတို့ရွာမှာကော်ဖီကိုကာဖီလို့ခေါ်လေးရှိတယ်။ဘာပဲဖြစ်ဖြစ်ကာဖီဆိုကြတဲ့ကအချန်ထွန်းအောင်ဘာမှပြောမနေတော့ဘူး။ခွက်လွတ်တစ်လုံးရှာပြီးလှမ်းယူလိုက်တယ်။ကောင်လေးပြန်သွားတော့အိမ်ရှိကွပြုတ်တဲ့မှပဲဘိုကတော်ကာဖီကိုတောက်တယ်။ကြည်စမ်းဒါပါကာဖီလဲ။ဒီကာဖီမျိုးဘယ်တော့ကပေါ်နေတာလဲ။ဘလို့လူတွေတောက်နိုင်တာလဲ။ဒီကာဖီဟာဈေးကျင်ကုန်းကိုဘလို့ရောက်လာတာလဲ။ဒီကဘာပေါ်မှာဒီကာဖီမျိုးပေါ်နေတာကိုနှစ်ပေါင်း90အတွင်းမှာဒါပထမဆုံးသူသိလိုက်တာပဲ။သူဟာကာဖီကိုကုန်းသွားမှဆိုးတဲ့ပုံနဲ့အဆွတ်ယုံပဲတောက်လိုက်တယ်။နှကန်းလေးဆိုယုံပဲစွတ်ပြီးရှာနဲ့ရက်တယ်။ရက်လိုက်တိုင်းလဲသူ့တစ်ခုလုံးကအကြောချင်တွေဟာဖြင်းကနေအငွေ့တွေထွက်သွားသလိုခံစားရတယ်။သူ့ရင်ထဲကမိခွန်းတွေစီကာစင်ကာဖြစ်ပေါ်နေပေမဲ့သူ့မှာဖြေမရှိဘူး။သူဟာကော်ဖီကုံသွားတာတော့ခွက်ကိုကိုင်းရင်ငိုင်နေလိုက်တာတမနက်ခင်းလုံးပဲ။ကိုကိုဆိုင်ကိုလည်းမသွားဖြစ်တော့ဘူး။ဒီမနက်တော့သွားဖို့လည်းမလိုတော့ဘူးကိုဆိုင်မှာနှစ်ပေါင်းများစွာတောက်လာတဲ့ကော်ဖီဟာလက်ဆက်သက်တော့အင်မတန်ညံ့ပြင်းတဲ့ကော်ဖီပါကလားမနက်တစ်ခွက်ညတစ်ခွက်ဝက်ပပြက်တောက်လာတဲ့ဒီကော်ဖီဟာလက်ဆက်သက်တော့အလွန်ဆိုးရွားတဲ့အနက်အရသာနဲ့အော်ကလီဆန်ချင်းစရာကောင်းတဲ့ကော်ဖီမျိုးပါလားလူဆိုတာနှိုင်းရှင်တတ်တဲ့တဝါမဟုတ်ပါလားလူမှာစင်ကျင်တော့တရားဆိုတာနည်းနည်းပါးပါးဖြစ်ရှိတာမဟုတ်ပါလားဒါပေမဲ့ကိုသူပြစ်တင်တာတော့မဟုတ်ဘူးခဏမနဲ့တောက်လိုက်ရတဲ့ကော်ဖီမရှိခင်ကကိုကော်ဖီဟာကော်ဖီပဲမဟုတ်ပါလားခဏမသက်တောက်လိုက်ရတဲ့ကော်ဖီလိုမျိုးဟာနေ့စဉ်ဘယ်မှာရနိုင်ပါမလဲသူတခုတော့ဝမ်းနေသွားတယ်ဒီမနေ့တောက်လိုက်ရတဲ့ကော်ဖီမျိုးနောင်ဘဝတစ်လျှောက်တောက်ရတော့မှမဟုတ်ပါလားဆိုတဲ့အတိကြောင့်ပဲငါဘိုတဲ့သွားအောင်မယ်ဟေ့ဒါဘာကာဖီလဲငါသွားမေးအောင်မယ်သူမိမကိုအော်ခဲ့ပြီးခွက်ကိုကန်ရင်းနဲ့ပဲချန်စီယိုးကိုကြော်ပြီးဘိုတဲ့ဘက်ကိုထွက်လာတယ်ဆယ်မြောင်းဘိုကြီးကိုတွေးတော့မတွေ့ရဘူးမြောင်းကျိုးရဲ့စီကိုသွားစစ်နေတဲ့နဲ့တူတယ်ဘိုကြီးကတော့ကဧည့်သည်တွေအများကြီးနဲ့စကားပြောနေတယ်အထုပ်ပိုးတွေလည်းတွေ့ရတယ်ဘာလဲဟိချန်ထွန်းအောင်သူဝင်လာတာကိုတွေးတော့လှမ်းမိတယ်ပထမတော့ဧည့်သည်တွေရှိတော့သူမေးဖို့တွန့်သွားတယ်ဒါပေမဲ့သူမေးဖို့လာတာပဲမေးရတယ်ဒါဘာကာဖီလဲသူသိချင်နေတယ်မဟုတ်လားအော်ခုနကငမုံလာပေးတာလားဘာကာဖီလဲလို့ပါအော်အေးမင်းကြိုက်တဲ့ကော်ဖီမန်တီလို့ဟေ့ငါပုတ်ခိုင်းလိုက်တာအဖေတို့မျိုးကပါလာတာနတ်ကော်ဖီလို့ခေါ်တယ်နတ်ကာဖီအေးနတ်ကာဖီဟုတ်ပါပြီနတ်ကာဖီပဲဖြစ်မှာပေါ့နတ်များတကြားများတောက်တဲ့ကာဖီဟာနတ်ကာဖီပေါ့ချန်ထွန်းအောင်တော်တော်လေးပျော်သွားပုံရတယ်ဒီကာဖီတစ်ခွက်ဟာသူနှစ်ပေါင်း20လောက်နှုတ်ပြိုသွားစေတယ်သူဟာဝမ်းသာအားရသူ့အင်္ဂလိပ်စီကိုပြန်လာတယ်မက်ကြီးခုနကငါတောက်တာဘာကာဖီလဲသိလားမသိဘူးတော့နတ်ကာဖီချန်ထွန်းအောင်ကနတ်ကာဖီအကြောင်းကိုအိမ်ချင်းလိုက်ပြောတယ်လမ်းမှာတွေ့တဲ့လူတိုင်းကိုပြောတယ်စပင်းညက်ဆိုင်ကကိုတန်းကိုပြောတယ်အကျော်ဆိုင်ကဒေါ်ကြီးစိုးကိုဝင်ပြောတယ်ကြံရီဆိုင်ကဘာဘူးကိုဝင်ပြောတယ်စပီးပြင်ဆိုင်ကဦးလေးပေါ်တူကိုဝင်ပြောတယ်ပြောခဲ့သမျှလူတွေဟာစိတ်ဝင်စားဟန်မပြဘူးကိုမတောက်လိုက်ရတဲ့ကာဖီတစ်ခွက်အကြောင်းကိုဘသူကဆဆနာနားလည်နိုင်ပါမလဲနောက်ဆုံးကိုဤကွန်းစီကိုသူဝင်တယ်နက်ကာဖီအကြောင်းကိုသူမရေရှိတ်ရီပြောတယ်ကိုဤကွန်းကလည်းအင်းမလို့ပဲကော်ဖီသားရောက်နေတာကိုဤကွန်းကိုယ်တိုင်ကော်ဖီတစ်ခွက်ဖြော်တောက်တာမဟုတ်တာကတကြောင်ဒီနက်ကာဖီဆိုတာကလည်းသူမကြားဘူးတောက်လည်းမတောက်ဘူးတာကတကြောင်ဆိုတော့ခြံထွန်းအောင်ပြောနေတာကိုသူနားမလည်ဘူးခြံထွန်းအောင်ပြန်လာတော့သူမိန်းမကထမင်းခုတယ်ဒါပေမဲ့သူမစားတော့ဘူးသူခန္ဓာကိုယ်ထဲမှာရှိနေသေးတဲ့သူ့အာယုံခံစားမှုမှာပျောက်ကွယ်မသွားသေးတဲ့ကာဖီရဲ့ရနက်နဲ့အရသာကိုသူအပြောက်မခံနိုင်ဘူးဒီလိုနဲ့ညရောက်လာတယ်သူကာဖီဝယ်ရတော့မယ်ကော်ဖီတောက်ရတော့မယ်ဘိုတဲကနက်ကော်ဖီလိုမျိုးသူနောက်တစ်ခွက်ဘမရနိုင်မတော့ဈေးကျင်ကုန်းကိုရှာပပရောက်လာတဲ့နက်ကော်ဖီဟာဘာနဲ့ထည့်ထားသလဲဆိုတာတော့မသိတဲ့ဟာနောက်တစ်ခွက်တောက်ရဖို့ဆိုတာဘလို့မှမဖြစ်နိုင်တော့ဘူးမဟုတ်လားဒီတော့သူတောက်နေကြအကိုကြီးကွန်းရဲ့ပြစ်ချွဲကော်ဖီတစ်ခွက်ကိုသူဝယ်ရတော့မယ်
ဝယ်ပြီးရင်သူတောက်ရတော့မယ်သူတော်တော်စိတ်ပြတ်သွားတယ်ဘာပဲဖြစ်ဖြစ်သူဝယ်တာပါပဲဝယ်ပြီးတော့သူညနေတဲ့တီမတောက်ဘူးသူရင်တွေခုံလာတယ်မျက်လုံးတွေကြောင်လာတယ်အာရီရှာတွေဆူဆွတ်လာတယ်ဘလို့မှကိုမရနိုင်မှန်းပြီးတော့မှကိုကြီးကွန်းရဲ့ကော်ဖီကိုတကြိုက်ကြိုက်ချလိုက်တယ်ထရီကြည်စမ်းနန်းလိုက်တာမကောင်းလိုက်တာအဝင်ဆိုးလိုက်တာအန်ဂျင်လိုက်တာနောက်တစ်ကြိုက်မဖြစ်နိုင်တော့သူဘလို့မှကိုတောက်လို့ရတော့မှမဟုတ်တော့ဘူးသူမျက်လုံးကမနက်ကကာဖီခွက်ကိုပဲမြင်နေတယ်မနက်ကအရသာကိုပဲတက်မှတ်နေတယ်သူ့လက်ထဲကကော်ဖီခွက်ထဲမှာကော်ဖီတွေအများကြီးကျန်နေသေးတယ်သူတကြိုက်ထက်တောက်ကြည့်တယ်လေချောင်းထဲကိုဝင်သွားတဲ့တောကာဖီအေးဆက်ဆက်ဟာသူ့မျက်နှာတစ်ခုလုံးကိုရှုံ့မဲ့သွားစေတယ်အေးဆက်နေတဲ့ကော်ဖီကိုတောက်နေပေမဲ့သူ့မှာချွေးတွေရွှဲနစ်လာတယ်ရင်တွေပူလာတယ်ညှိဆိုးဆိုးအောက်စော်နန်းတဲ့ကော်ဖီအနက်ဟာသူ့ကိုတစ်စက်စက်တုံရင်စေတယ်တော်တော်ညှက်နဲ့တော့သူချောက်ချောက်ချာချာအိပ်ပျော်သွားတယ်အိမ်မက်ထဲမှာပြောင်ပြောင်နဲ့နတ်သားတစ်ပါးဟာသူ့ကိုရွှေစင်ခွက်နဲ့ကော်ဖီတစ်ခွက်လှမ်းပေးတာကိုသူတောက်ရတယ်သူဟာနတ်သားပေးတဲ့ကော်ဖီကိုတောက်ရင်အလိုလိုပြုံးတယ်ပြီးတော့နတ်သားကိုရွှေခွက်ပြန်ပေးလိုက်တယ်အလိုအိမ်မက်ထဲကနတ်သားဟာလက်ဆက်သက်တော့ဆယ်မြောင်းကအလုသမားလေးငမှုံပါလားနောက်နေ့ကစပြီးခြံထုံးအောင်ဒုက္ခရောက်တော့တာပဲနတ်ကော်ဖီကိုသူဆွဲလန်းနေပြီဒါမျိုးကိုတစ်သက်လုံးတောက်ရင်တော့ဘလောက်ကောင်းလိုက်မလဲခက်တာကတစ်သက်လုံးနေသားနောက်တစ်ခွက်တောက်ရဖို့တော့မလွယ်ဘူးလေဒါမျိုးကော်ဖီကတိုက်နယ်အဆင့်ရွာကြီးဖြစ်တဲ့ចောင်းစုမှာတောင်ရှိရလို့သူမကြားဘူးနောက်တစ်ခုကအဲ့လိုကော်ဖီမျိုးမတောက်ရတာအသာထားလက်ရှိကိုရီကွန်းကော်ဖီကိုသူဘလို့မှတောက်မရတော့တာလဲပြဿနာပဲညကလည်းမဟုတ်ဘူးမနေ့ဖက်ကိုရီကွန်းဆိုင်ကကော်ဖီကိုတောက်တော့လဲပြို့တာပဲဒီလိုနဲ့သူထမင်းမှမစားနိုင်ဖြစ်လာတယ်ကော်ဖီတစ်ခွက်တောက်ရရင်ထမင်းမစားဘဲနေနိုင်တဲ့သူဟာဘယ်ကော်ဖီမှတောက်လို့မဖြစ်တော့တဲ့အခါထမင်းမှမစားခြင်းမတောက်ခြင်းဖြစ်လာတယ်ဒီလိုနဲ့သူဟာအဲ့ရထဲမှာလဲတယ်ပါဇက်ကနတ်ကာဖီလို့ပဲអော်နေတော့တယ်သူမိန်းမကလည်းသူ့ယောက်ျားနတ်ကာဖီကိုဆွေးလန်းရင်မစားနိုင်မတောက်နိုင်ဖြစ်နေတာကိုသိပေမဲ့ဒီကာဖီမျိုးဘယ်မှာသွားဝယ်မလဲဈေးချင်းကုန်းကတောသူတယောက်အနေနဲ့နတ်ကာဖီကိုဘယ်မှာထွက်ရှာနိုင်မလဲသူတက်နိုင်တာတခုတော့ရှိတယ်ဘိုတဲကိုသွားပြီးဆယ်မြောင်းဘိုကြီးမိမကိုနောက်ထပ်တစ်ခွက်လောက်တိုက်ပါအောင်ဒီလိုဖြစ်နေလို့ပါဆိုရင်တော့ရနိုင်တယ်လို့သူတွက်တယ်ဒီလိုနဲ့သူတစ်ဖက်ခြံကိုထွက်လာခဲ့တယ်အကျိုးအကြောင်းလည်းရှင်းပြတယ်အမနက်ကာဖီရှိသေးလားဟဲ့အဲ့ဒါကငါတို့တောက်တာမဟုတ်ဘူးအဲ့လေတွေမျိုးကပါလာတာပလင်းထဲမှာနှစ်ခွက်သုံးခွက်စာလောက်တော့ရှိအောင်မယ်ဒီလိုလုပ်လေမနေ့ပြန်အဲ့လေတွေပြန်တော့မှငါတို့မိသားစုလဲလိုက်သွားမှာခြံလဲကြည့်လိုက်ကြအောင်နော်ရော့ပလင်းယူသွားဘလို့ပြောတာလဲအမဟဲ့ရင်နွေးတဲပြီးဆိုရင်တစ်ခွက်စာမှန်ပြီးဖြော်ပေါ့တစုံလောက်ခွဲထည့်ပြီးခလောက်ပေါ့အချိုကြရင်တကြားနည်းနည်းထည့်ပေါ့ဟုတ်ကဲ့ခြံထုံးအောင်မိမဟာအိမ်ပြန်ရဲရောက်ချင်းရင်နွေးတဲတစ်ခွက်စာဖြော်တယ်ခြံထုံးအောင်ကိုတိုက်တယ်နှစ်ပေါင်း90တွင်းမှာခြံထုံးအောင်သူ့မိမကိုဒီတခါကျေးဇူးအတင်ဆုံးပဲတီလဲတီတာလာတယ်သူကချက်ချင်းကြီးအားရင်တွေပြဖြိုးလာတယ်လန်းဆဲလာတယ်ငယ်စိတ်တွေတောင်တစ်ဖြက်ပေါ်လာတယ်တနေ့ဒီပလင်းလေးကိုပဲတခိုင်လုံးရင်မဝါတန်းကြည့်တယ်ဒါမျိုးတပလင်းမျိုးကိုမှာရင်ရမှာပဲကွဈေးကြီးမှာပေါ်တော့ပြီးတော့ဘသူ့ကိုဘလို့မှာမလဲမြို့ဆိုတာအဝေးကြီးဘာပဲဖြစ်မြို့တော့မှာရမှာပဲဒါမတော့ရရင်ငါမနေနိုင်တော့ဘူးတော်ကလည်းတစ်သက်လုံးကိုအီကွန်းကော်ဖီတောက်လာတာတော်ပါတော့လားဒီနက်ကာဖီနဲ့ကျမတို့နဲ့မတန်ပါဘူးတော်ဘာဖြစ်လို့မတန်ရမှာလဲကိုအီကွန်းကော်ဖီကိုငါမတောက်ချင်တော့ဘူးတောက်လို့လည်းမရတော့ဘူးနက်ကာဖီမှာပုံမှန်မတောက်ရရင်ငါတီးလိုက်မယ်တင်းရင်လည်းတီးဖို့ပဲကိုရင်ရေးဘယ်ကရမှာတော့ခုတော့နှစ်ခွက်စာကို10ခွက်စာလောက်ဖြစ်ရင်အနဲ့ပါယုံဖြော်တိုက်နေတာမနဲ့ဖြန့်ဆိုးကုန်ပြီခြံထုံးအောင်တော်တော်စိတ်ညစ်သွားတယ်တကယ်လဲပရင်းထဲမှာကုံတော့မယ်ထားကုန်ရင်ဘယ်မှမရနိုင်တော့ဘူးကိုရီကုန်းဖြော်ခုံတပည့်ထောင်ကကော်ဖီမုတ်ခါတူတူအောက်တက်ကိုသူပြန်ရင်တောက်ရတော့မယ်မတောက်နိုင်ဘူးဘလို့မှမတောက်နိုင်ဘူးသူဟာ Nest Coffee ပလင်းကိုတအားအုပ်ထားတယ်ပလင်းအဖုံးထဲကဆွဲနေတဲ့အနံ့ကိုပါအပတရရှူတယ်ဒီလိုနဲ့ခြံနှုံးဟောင်ဟာ Nest Coffee ပြတ်သွားတဲ့နေ့ကစပြီးအိယာထဲပြက်လဲတယ်ပလင်းကိုပုတ်သက်နေရင်းကအိယာထဲမှာလူလိမ့်လိမ့်ဖြစ်နေတာ3ရက်ကြောင်ငနဲ့អော်နေတာက2ရက်လောက်ဖြစ်လာတော့သူ့မိမဟာကိုအီကွန်းဆိုင်ကိုပြေးတယ်ကိုရီကွန်းကိုအကျိုးအကြောင်းပြောရှာတယ်။မဖြစ်တဲ့နည်းနဲ့ရှာပေးဖို့ပြောတယ်။ကိုရီကွန်းကလည်းတစ်သက်လုံးမပိတ်ခဲ့တဲ့သူ့ဆိုင်ကိုပိတ်ပြီးမြို့ကိုနက်ကာဖီတက်ရှာမယ်လို့ပေးလိုက်တယ်။ပြီးတော့ကော်ဖီတစ်ခွက်ကောင်းကောင်းလေးဖြော်ပြီးခြံထုံးအောင်မိမနဲ့လိုက်လာခဲ့တယ်။သူတို့နှစ်ယောက်ပြန်လာတော့ခြံထုံးအောင်ကတည်နေပြီ။လက်တစ်ဖက်က Nest Coffee ပလင်းကိုလက်ထဲမှာစုပ်ကင်ထားရင်တည်တာ။ခြံထုံးအောင်မိမကတော့ရင်ဘက်စီတီးပေါ့။ကိုအီကွန်းကလည်းပါလာတဲ့ကော်ဖီလေးခြံထုံးအောင်ကောင်းရင်မှပဲထားလိုက်ရတော့တယ်။ပြီးတော့တေးသူလက်ထဲက Nescafe ပလင်းကိုဆွဲယူတယ်
မရဘူးချန်ထွန်းအောင်ရဲ့လက်ချောင်းတွေက Nest Coffee ပလင်းကိုဘလို့မှမလွတ်ဘူးမတည်ခင်ဘလောက်အားနဲ့စုပ်ထားတယ်လဲမသိဘူးဘလို့မှကိုခွာထုတ်လို့မရတော့တာလာသမျှတရင်မေးသမျှလူတွေကလည်းခွာကြတာပဲလက်ချောင်းလက်စစ်တွေကြိုးကာမကြိုးရောပလင်းကိုခွာထုတ်လို့မရဘူးဒီတော့ပလင်းကိုစုပ်ရက်သားနဲ့ပဲခေါင်းသွင်းတယ်ဒီအတိုင်းမြေမြုပ်တကြိုရတော့တယ်ဒီဖြစ်ရဖြစ်ပြီးနှစ်ပေါင်း20ကျော်ကြာခဲ့တဲ့တနေ့ဇီးချင်ကုန်းတင်းချိုင်းမှာနွားချောင်းသားတယောက်ဟာတင်းချိုင်းထဲမှာနွားချောင်းနေရင်သားတွေမရှိတော့တဲ့ပြုတ်ထွက်နေတဲ့လက်ဖြံယူတစ်ချောင်းကိုသွားတွေ့တယ်ထူးဆန်းတာကလက်ဖြံရိုးအစုံမှာရှိတဲ့ရိုးစုဖြစ်တဲ့လက်ချောင်းတွေဟာပလင်းတစ်လုံးကိုစုပ်ကင်ထားတာပဲနွားချောင်းသားကပလင်းကိုလိုချင်လို့ဆွဲယူလိုက်ပေမဲ့လက်ဖြံရိုးကြီးတစ်ခုလုံးပါလာတယ်လက်ချောင်းတွေကြားထဲကပလင်းကိုအတင်းချွတ်ပေမဲ့မရဘူးအယိုးကုန်းကောလက်ချောင်းတွေဟာပလင်းကိုတအားညှစ်ပြီးစုပ်ထားတော့မယ်မလွတ်တမ်းကင်ထားတော့မယ်ဒီတနေ့ရွာထဲရောက်လာတော့ဒီလက်ဖြံရိုးဟာချန်ထွန်းအောင်ရဲ့လက်ဖြံရိုးပဲဆိုတာရွာကသိတယ်ဇီးချင်ကုန်းတင်းဆိုင်မှာချန်ထွန်းအောင်ရဲ့လက်ဖြံအယိုးစုဟာ Nest Coffee ပလင်းကိုမလွတ်တမ်းစုပ်ကင်ထားအောင်မှာပဲဇီးချင်ကုန်းရွာထဲကကိုရီကုန်းသားရဲ့သားတွေရဲ့လက်ဖက်ရည်ဆိုင်မှာ Nest Coffee ရနေပြီMaltova ရနေပြီမိုင်လိုရနေပြီဟောလီရနေပြီတီမေကော်ဖီမစ်တွေရနေပြီဘာတောက်ချင်တယ်လဲအကုန်ရနေပြီဝတ္ထုတိုလေးကတော့ဒါပါပဲရှင်